ဖြစ်အမျိုးဆုံးစေတော်တစုနေတို့ဖြစ်နေတော့ပြည်သူတို့လဝဲလက်ဖြစ်မြေတို့လက်ရလက်ဖြစ်အဝိဒါစာပေးအောင်ဆိုတဲ့မင်းမြတ်တစ်ပါးရဲ့ကောင်းမှုတော့ပြောင်းလဲလိုက်ရင်လူပညာလက်ရများကိုကျွန်တော်နဲ့အတူကြည့်ရှုလိုက်ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်းကြီးပါအာနန္ဒဘုရားဆိုရင်ကျွန်တော်တို့ပကံကိုရောက်လို့ရှိရင်မဖြစ်မနေဝင်ရောက်လေးရှိကြတယ်ဘုရားတစုထဲမှာပါပါတယ်ဗထကဘာမှာဖွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်လေးစုကိုရတော်မူဆင်းတူတော်များဖြစ်နေကိုယ်ွယ်ပူဇော်တော်စီဖြစ်နေတဲ့အချိန်မှာဖိမွန်နာတော်ချလာတဲ့ယဟန္တာရှင်သူများများကြီးလမ်းညွှန်မှုဖြင့်တိဆောက်ခဲ့တဲ့နန္ဒမိုးဘန်ကိုအတွင်ရှိတဲ့ဘုရားလည်းဖြစ်ပါတယ်ဇေဒီတော်ကြီးရဲ့အောက်မှာပလန်းနှစ်ခုထည့်သွင်းထားပါတယ်မုတ်လေးပေါက်ရှိပြီးအတွင်းပလန်းများတွင်အလွဲဝင်ပေါင်းများကိုလည်းထည့်သွင်းထားပါသေးတယ်အရက်လေးမျက်နှာမှာမုတ်လေးပေါက်ရှိပြီးတော့18တောင်အမြင့်ရှိတဲ့ရတော်မူဆင်းတူတော်လေးစုကိုလည်းပူဇော်ထားပါတယ်။ဘယ်လိုမျိုးဖြစ်တော့မြတ်စွာဘုရားရှင်လေးစုကိုရည်ရွယ်တယ်လို့လည်းဆိုလိုပါတယ်။ယခုစတင်ဖူးမြော်နေရတဲ့ဆင်းတူတော်ကတော့တောင်ဘက်မှုမှာရှိတဲ့ကတ္တပမြတ်စွာဘုရားရှင်ရဲ့ပုံတူဆင်းတူတော်ဖြစ်ပါတယ်။ဟိမောနာတောင်မှာရရှိတဲ့ထင်ယူသားနဲ့ဒုလုပူဇော်ထားခြင်းဖြစ်ပါတယ်။မဟုတ်လေးခုရဲ့ဆင်းတူတော်လေးစုအနက်မှာမြောက်ဘက်မှုမှာရှိတဲ့ဆင်းတူတော်နဲ့အခုတွေ့မြင်နေရတဲ့ဆင်းတူတော်နှစ်စုသားပကံခေရဲ့လက်ရဖြစ်ကျန်ရှိနေပါတော့တယ်။အဲ့ဒီချိန်မှာပဲမိပြတ်သွားတာဖြစ်တဲ့အတွက်ပကံခေပိတုကလက်ရတစ်ခုဖြစ်တဲ့အလင်းပေါက်ကနေပြီးတော့ဇေဒီတော်ကိုတဘာဝအလင်းဖြင့်ပူဇော်ဟောင်းလဲတွေ့မြင်ခဲ့ရပါတယ်။ဆင်းတူတော်မှာဉာဏ်တော်18တောင်အမြင့်ရှိပြီးတော့မြတ်စွာဘုရားရဲ့အာဝိနိကဂုဏ်တော်18ပါးကိုကြီးညွှန်းတယ်လို့လည်းဆိုလိုပါတယ်။အခုတွေ့မြင်နေရတာတော့နန္ဒမိုးလိုင်းကိုအတွင်းရှိတဲ့အတွင်းပတ်လည်ပဲဖြစ်ပါတယ်။ပကံခေရဲ့အစင်းမြင့်လာတဲ့ပေါင်ကူစနစ်ကိုအလင်းဝင်ပေါက်တင်မှလည်းလေ့လာကြည့်ရှုနိုင်ပါတယ်။ယခုဖူးမြော်နေရတာကတော့ပကံခေလက်ရနောက်တစ်စုဖြစ်တဲ့မြောက်ဘက်မှုမှာဆံပေတော်မူနေတဲ့စကားသားနဲ့ထုတ်လုပ်ထားတဲ့ကကုတ္တနာဘုရားပဲဖြစ်ပါတယ်။ဒါကတော့ဘုရားဝတ္တတော်များများတတိမထားမိကြတဲ့ဘုရားဝင်ပေါက်မှာတတ်ထားတဲ့ရှေးဟောင်းတကားကြီးတွေပဲဖြစ်ပါတယ်။တကားရွက်တွေကလည်းရှေးဟောင်းပစ္စည်းဖြစ်တာမို့လို့တွားရောက်လေ့လာပြီးတဲ့အခါမှာထိခိုက်ခြင်းမပြုဖို့တော့တတိထားစေချင်ပါတယ်။နောက်ထပ်ဘလော့လေးမှာတော့မခန်းချင်းစိတ်ပြင်းပြပြီးစာပေကိုပြန်ထန်စူးစမ်းခဲ့တဲ့ဆရာတော်ဦးကျဝေခေါ်ရှင်တိတာပါမွားရဲ့အကြောင်းနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အကောင့်လေးကို follow လေးလုပ်ပြီး like and subscribe လေးလုပ်ခဲ့ပေးပါဦး။